ဘလွန်ဒီယောစုကတရားမျှတမှုမရှိဘူးလို့ထုတ်ပြောလာခဲ့တဲ့ရာမေရဲ့ဖခင်အလုံးသိကြတဲ့အတိုင်း2025ခုနှစ်ရဲ့ဘလွန်ဒီယောစုကြီးကိုတော့ PSG တိုင်းစင်မှုဒမ်မီလီကတိမ့်မိုက်သွားခဲ့ပါတယ်ဒီစုနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေအားလုံးကသဘောတူလက်ခံကြပေမဲ့ရာမေရဲ့ဖခင်ကတော့အဲ့လိုတော့မဟုတ်ခဲ့ပါဘူးရှင်အထူးသဖြင့်ရာမေတယောက်ဘလွန်ဒီယောစုကိုမရရှိခဲ့တဲ့အပေါ်မှာသူ့ရဲ့ဖခင်ကအမိကွန်းထုတ်ခဲ့တာဖြစ်ပါတယ်ဒါ့အပြင်ဘလွန်ဒီယောစုရဲ့စုပေးမှုပုံစံကသဘောမကျတဲ့အကြောင်းနဲ့တရားမျှတမှုမရှိတဲ့အကြောင်းကိုရာမေရဲ့ဖခင်ကအခုလိုမျိုးလူသိရှင်ကြားပြောကြားလာခဲ့တာဖြစ်ပါတယ်လာမင်းရာမေကလက်ရှိကမ္ဘာအကောင်းဆုံးဘလုံးသမားဆိုတော့တကမ္ဘာလုံးကလက်ခံထားကြတာပါသူကကျွန်တော်ရဲ့သားဖြစ်လို့ကိုငချင်းကိုချင်တာမဟုတ်ပါဘူးနော်သူကိုယ်တိုင်ကကမ္ဘာအကောင်းဆုံးကစားသမားဖြစ်နေလို့ဒီစကားကိုထုတ်ပြောရတာပါကျွန်တော်ရဲ့သားနဲ့ရှင်နိုင်တဲ့ပြိုင်ဘက်ရှိနေတယ်လို့ကျွန်တော်မထင်မိပါဘူးဒီတော့ဒီစုကတခုခုတော့အကြီးကြီးလွဲနေပြီလို့ပြောရပါမယ်နောက်နှစ်ကတော့ဒီစုကရာမေအတွက်ဖြစ်ရမှာပါဆိုပြီးတော့ရာမေရဲ့ဖခင်ကပြောကြားခဲ့တာဖြစ်ပါတယ်။ရာမေကဘာစီလိုနာအသင်းနဲ့ဒေဘီတွင်းစုဖလားအားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီးမြဲဘလွန်ဒီယောစုမှာတော့ဒုတိယစုနဲ့သာကျင်းနေခဲ့ရတာဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။